first day ပေါ့နော် first day ရပါရှိုးလို့ပြနော် first day ပါနော်ဒီဝတ်တဲ့ရကျိုးစင်ငါနဲ့ကိုဒီလောက်တော့ဖုန်းလေးပေါ်တယ်။ညဘာဖြစ်လို့ဖုန်းမကိုင်တာလဲငါနင်းကိုဒီလောက်ချစ်တော့မှနင်းကောက်ဖောက်ပြန်တယ်တက်သူမသိဘူးကိုရဲ့မသိဘူးဘာမှလာမရှိပြန်နင်းကပြက်ပြီ ။ तू ကဘာတူလဲ။အဲ့ဒါငါကောင်လေးလေနေရာဘာတူလဲ ကျွန်တော် delivery လေအမမှန် Redmi 15 C global လုံးလေးလာဖို့အာဝင်ချုပ်တာနော်တက်အာဝင်ချုပ်တာနော်အေးနော်ဘာလဲ delivery တဲ့အီးနဲ့စားတဲ့နိုင်ငံအီသီယိုးပီးယားအီနဲ့မစားရမဟုတ်လားအီသီယိုးပီးယားဟုတ်တယ် H နဲ့စားတဲ့နိုင်ငံဟန်ဂေရီဟုတ်ကဲ့လက်မြန်နဲ့စားတဲ့နိုင်ငံအိုင်ဗီရီအိုင်နဲ့စားတဲ့နိုင်ငံပဲအီတလီပြီးပြီးသားလေပြီးပြီးသားလေဒီတဲ့များတယ်နော်အိုင်နဲ့စားတဲ့နိုင်ငံအိုင်ယာလန်ယိုအားလုံးပဲမင်္ဂလာပါဒီဟာကတော့ထိုးစံအတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပေါ့ပေါ့ပါပါရည်စရာလေးတွေကိုပဲအားလုံးနဲ့တူတူလူရဲ့လို့တော့အိုးမှာပဲဖြစ်ပါတယ်နောက်မှာတော့ကျွန်တော်တို့တိုးဝက်ဆိုင်ရန်ကျွန်တော်တို့တိုးဝက်ဆိုင်လာရင်ကျွန်တော်တို့ဘာတွေဖြစ်တယ်လဲဆိုတာကိုလည်းကျွန်တော်တို့အားလုံးနဲ့တူတူကြည့်ရှုခန်းစားသွားရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ပုဒ်တော့ကျွန်တော်တို့ရှင်းပါတော့ကျွန်တော်ရည်စရာသိတဲ့ပါပဲနောက်ဆုံးတစ်ပုဒ်ကတော့ကျွန်တော်တို့ဘိုးတူတာညာဆန်မေးခွန်းပေါ့နော်ကျွန်တော်တို့ညာဆန်မေးခွန်းတစ်ပုဒ်ကိုလည်းအားလုံးနဲ့တူတူကောင်းစားတော့အောင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ကျွန်တော်တို့ရည်စရာသိတဲ့ပါပဲဆိုတော့ကျွန်တော်စကားတွေအများကြီးပြောတော့နော်ခါရောမီလာပါပြီ okay so sisi let's go okay ကျွန်တော်တို့ဘာနဲ့စဖွင့်မလဲဆိုတော့နော်first day ပေါ့နော် first day ရပါရှိုးလို့ပြနော် first day ပါနော်အပြိုးအသက်ရကျိုးစင်ဘာရှိုးလို့မရရပါပတ်စံဘယ်လောက်ပါလဲလင်းအသိနဲ့ရှစ်တောက်ပါပါလေဘ누구အတွက်လဲလင်းငယ်တွေပါပါလေးသိတဲ့ရှက်သောဆိုတော့ကျွန်တော်တို့ဘယ်ကလေးဆူထားလဲတော့မသိဘူးကျွန်တော်တို့နော်သိတယ်မို့လားချက်တက်မှုကြီးနော်ကျွန်တော်တို့ချက်တက်မှုကြီးပါလေဘယ်လိုတွေ့လဲကျွန်တော်တို့ရငုံပြောတော့ကွာပါဇက်တွေရောက်ခဏလေးနော်ရပါပတ်စံဘယ်လောက်ပါလဲလင်းအသိနဲ့ရှစ်တောက်ပါပါလေဘ누구အတွက်လဲလင်းငယ်တွေပါပါရဒုက္ခနော်ရှောလို့ကွာငါနဲ့ကိုဒီလောက်တော့ဖုန်းလေးပေါ်တယ်ညဘာဖြစ်လို့ဖုန်းမကိုင်တာလဲငါနင်းကိုဒီလောက်ချစ်တော့မှနင်းကောက်ဖောက်ပြန်တယ်တက်သူမသိဘူးကိုရဲ့မသိဘူးဘာမှလာမရှိပြန်နင်းကပြက်ပြီ तू ကဘာတူလဲအဲ့ဒါငါကောင်လေးလေနေရာဘာတူလဲကျွန်တော် delivery လေအမမှန် Redmi 15 C global လုံးလေးလာဖို့အာဝင်ချုပ်တာနော်တက်အာဝင်ချုပ်တာနော်အေးနော်ဘာလဲ delivery တဲ့အယောဒီမှာယောပြရဟမ်ဘာတကူတောင်းမှာနော်ကလေးရှိတာကိုအိမ်ကအမောင်ငယ်သုံးဆိုလို့မုတ်နေပါဝဲကျွေးခဲ့သေးတယ်တော်သေးတာဗောမိုးဝဲကျွေးခဲ့လို့နော်ယောမင်းတို့တွေဒီနေ့ကစပြီးတော့ဒီစက်ရုံမှာအလုံးမလုပ်ကြနဲ့တော့အလုတ်ကလွဲပြီးတော့ကျန်တာနင်တို့လှုပ်ချင်တာအကုန်လှုပ်ကောင်းလိုက်တာရဲ့သွားခြင်းစားခြင်းစားမစားခြင်းလှုပ်ချင်လို့မလှုပ်ချင်နေနင်တို့နေချင်တယ်လို့နေလို့ရတယ်ချိန်တန်လို့ရှင်နင်တို့တွေလက်ခါထုတ်ကြဟုတ်ပြီလားကျွန်တော်တို့နော်ဒီလိုအခုနော်ကျွန်တော်အခုလိုမျိုးကျွန်တော်တို့အလုပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော် CB ကနေတစ်ချက်နော်ကျွန်တော် CB နေတစ်ချက်ဆက်သွယ်လာပေးပါနော်ဥတဲ့သူလေးရမယ်နော်ဥတဲ့သူရမယ်နော်အေးနော်လက်နေတော့ခွက်ဆေးရမယ်နော်ရဒီလိုမျိုးအလုပ်ရှာနေတာကြာပြီနော်အခုမှပဲတွေ့တော့တယ်ရကျော်စင်နော်အလုပ်ကဒါပါလေပြေပဘူးတူတာပါတက်လဲမြန်မာဒါမသိဘူးတပါဟောလားအကုန်သိနေတာဆရာကြီးနော်ဆရာကြီး ABC
အော်ရတော့ရှိုးလို့မရတော့ဘူးပဲဖွဲ့ရသေးတယ်နော်ဘာလို့လဲအကိုတီးတယ်နော်တော့ရှိုးလို့မရပြပဘူးတူတာဘာတွေတက်လဲနော်ပြပဘူးတူတာသဘောပေါက်တယ်နော်အဲ့ဒါသူ့ရဲ့နော်ဒီဘက်ပြပဘူးတူတာတော့နော်ဒီလိုပေါ့တော့ရှိုးလို့မရရင်ဆရာကြီးနော်ဆရာကြီး ဒါပါရှင်မဘာလေးပြပေးရမလဲ ကုရှင်တွေကဗာလေးကောင်းတယ်မလား အခုရှင်နဲ့ဆိုလို့ရှင်တော့ဒီဟာလေးကစင်ပြေရဒီဟာလေးက water cover စပြေရ ဒါအဲ့လိုမလုပ်ရဘူးလေ ဒီမှာဆိုလို့ရှင်လည်းတက်ချလေးဆိုရှင်အမဆန်းကြည့်လို့ရတယ်ပေါ့နော်မကားကြီးနဲ့ဆိုလို့ရှင်ဒီဝမ်းလေးပို့ပြီးစင်ပြေလိမ့်မယ်ဟုတ် ဒီဘက်ကောင်ဘာဖြစ်နေတာ ဆိုလို့ရှင်မဟိုးမှာအထားဟာလေးရှိတယ်ကြည့်လို့ရတယ်နော် ပြောမှတ်ပြီလားမှတ်ပြီလား တဲ့ဟိုကလူကဘာတူလဲ ဟောအဲ့အရင်အကိုလေခရီးမသွားခင်နဲ့ကိုနဲ့အလွမ်းပြေးသေးလို့ရအောင်မပုတ်ပေး အဲ့လိုလိုက်လာ အေးအကိုလည်းငါတော့မထင်ဘူးနော်ကြီးနေတဲ့အကြီးကမယုံတော့နော်မယုံတော့မင်းတို့ကောင်လေးလိုပဲနော်ကြီးနေတဲ့အကြီးကမယုံတော့ဟောရအေးအကိုတော့ပြောတာပဲနော်ပြောတာပဲ ကိုဟမ်တဲခရီးသွားတော့ချမ်းကပ်မလေးနဲ့မရှုပ်ရဘူး အာရှုပ်เสียတာဟို ကွက်တယ်နော်အကွက်တွေ တဲကိုဘယ်တော့မှခွဲမသွားရ ဒါပေါ့ စိတ်ချ ဘာညာ ဘူးလေချလို့လား ဩတေးကြပါလေကိုကတဲတယောက်တည်းကိုပဲချစ်တာ အဲ့ဆိုခတိ အေးဂတိဟုတ် ခတိနော် ဩဂတိပါဟောဒါနဲ့တဲဟာတဲခီးတွေပါတွားတဲ့ခါကျရင်အဆန်လို့ငါတိုင်းလွဲပြီလားနော် ဟောမဟုတ်တာကိုကလေ ရလွဲပြီလား ရောက်ပြီ အေးရ ကျေးဇူးပါ ဟာလေဟိုတဲကိုလည်းနည်းနည်းပါပါပုံလေးပါလို့ကျွေးလိုက်နော် ကိုပေးရလို့ပြောလိုက် အေးဟုတ် အဲ့ဆိုတဲသွားတော့မနော်ကားထွက်ချိန်ကနေနေမှာလို့ ဟောအေးတာယူဆိုင်သွားတယ် အော်အဲ့ဒါနေရတက်လာတဲ့အကိုလေရန်ကုန်ခဏရောက်တော့လာဆို ခဏပုံး အော်ရတော့ကွက်နော်ပေါ်တင်ရွှေ့တာနော်အကွက်ပေါ်တင်ရွှေ့တာနော်အဲ့တော့ရှိုးလို့မရရင်ကျော်စင်နော် next level နော် scale တော့ရှိုးလို့မရရင်အာယ ဘာလို့ မကျင်ကိုရတဲ့တဲရုံနှစ်ယောက်ခီးသွားရင်တော့မဟုတ်ပေးလိုက်တာကိုပေးရလို့ပြောလိုက် အမေဒီလိုဆိုလေရောက်ဖရသဘောကောင်းတာ ကောင်းလိုက်လား အော်ဒီလိုကြတော့လေငါကောင်မလေးကငါ့ကိုတော်တော်ချစ်ရှာမခွဲဖို့တော့မသူကဂတိတောင်းပါ အာရတော့ပြီးမျက်စားရတော့မယ်မျက်စားရတော့မယ်နော် တိနော် ဟုတ်တယ် အာရဒုက္ခပဲ နေပြီးတဲ့ဒုက္ခတွေနဲ့ယူဘက်ကရှုံးပွားနေလေ အေးနဲ့စားရနိုင်ငံ အီတလီမောင်အီတလီမောင်ဒီနေ့နိုင်ငံတွေဆောင်းမပြောနဲ့နိုင်ငံတွေဆောင်းဘာပဲ အီးနဲ့စားရနိုင်ငံ အီဂျစ် ဂျီနဲ့စားရနိုင်ငံ ဂျာမနီဂျောဂရီငါအပေါ်မှာပြောတာလားမေး အိုင်နဲ့စားရနိုင်ငံ အိုင်လန်အဒီကို ဂျီနဲ့စားရနိုင်ငံ ကြီးနေစားတယ်နဲ့ ဂျပန် ဂျပန်ဂျေမို့လား အမ်နဲ့စားရနိုင်ငံ နှက်ခုံးမြန်မာ ပီနဲ့စားရနိုင်ငံ ဖိလစ်ပင်း ဟုတ်တယ် ဒီဘက်အများ အ ရ က် နော် နဲ့စားရနိုင်ငံ ဆွစ်ဇာလန် အာကို အ မို က် င် နဲ့ နော် စားရနိုင်ငံ ဆွီဒင် အက်နဲ့စားရနို ဆော င်ငံ က်အာဖရိက အက်နဲ့စားရနိုင်ငံချင်းသိရုပ်ကြီးရှိတယ် စကပူဘာလို့စကားလို့ထည့်တယ်ပေါ့ တီနဲ့စားရနိုင်ငံ တူရကီ ဟုတ်တယ်ယူနဲ့စားရနို ဂ င်ငံ ရီငါကြီး ဟုတ်တယ်တူပဲဘီနဲ့စားရနိုင်ငံ ဗနီဇွဲလား ဘီနဲ့စားရနိုင်ငံ ဖီယက်နမ် ဟဲ့ ဒီဘက်လက်သွဲတယ်နော် အိုင်လေးကွာဒီကဖီယက်နမ် အေးနဲ့စားရနိုင်ငံ အာဂျင်တီနာတူတူပဲ ဟုတ်တယ်အေးနဲ့စားရနိုင်ငံ အီတလီမောင်အီတလီမောင် အေးနဲ့စားရနိုင်ငံ အမေရိက ဟုတ်တယ်အမေရိက ဆိုင်နာယူနိုက်တက်အမေရိကလို့ယူနေစား အေးနဲ့စားရနိုင်ငံရှိတယ်အဲ့နိုင်ငံမစ်စီမာတော့ပါသေးတယ် အေးလက်စားနေ အာမေ အိုမ အာမေ ဟောအေးလက်စားနေက အေးနဲ့စားတာပါလေ အားရစဉ်းစား အ ကြည့်ရ ကူလာ ကြောက်ဘူးနော် ရှိတယ် ရှိ စီနဲ့စားရနိုင်ငံပဲ ကမ္ဘောဒီး သူ ယား ကမြုပ်သီးနဲ့ ချီလီ ချီလီရှိတယ်ကမ္ဘောဒီးယားရှိတယ်နော် စီနဲ့စားရနိုင်ငံပဲ အားရ ချိုင်းနာ ငါတော့ဘာမှမပြောလိုက်ရအောင်ဒီနဲ့စားရနိုင်ငံ ဒိမတ် အားရ F နဲ့စားရနိုင်ငံ ဖရန့်
ဟုတ်တယ်ဟာအီးနဲ့စားတဲ့နိုင်ငံ အီဂျစ် ပြောပြပြအီးနဲ့စားတဲ့နိုင်ငံ အီသီယိုးပီးယားအီးလည်းမစားရမဟုတ်လား အီသီယိုးပီးယား ဟုတ်တယ် H နဲ့စားတဲ့နိုင်ငံ ဟန်ဂေရီ ဟုတ်တယ်ဟာ လက်မြ အိုင် လည်း နဲ့စားတဲ့နိုင်ငံ အိုင်ဗီကော အိုင်နဲ့စားတဲ့နိုင်ငံပဲ အီတလီ ပြီးပြီးသားလေ များတယ်နော် အိုင်နဲ့စားတဲ့နိုင်ငံ အိုင်ယာလန် အိုင်လန်ကပြီးပြီးတော့ ပြီးသွားပြီအစ္စရေး ဘာလို့ဒီတော့ဘာထုကနေရတာပဲဘာလို့ဒီတော့ဘာထုကနေရတာပဲ အိုင်နဲ့စားနိုင်ငံတော်နိုင်ငံရှိနမေကြီးနိုင်ငံ ဟိုအီရန်ဖဲငါအီရန်မဟုတ် ဟုတ်တယ်လေ အီရန်နဲ့လေ မဟုတ်အိုင်နဲ့စားငါတည်တယ်အိုင်မဟုတ်သေးဘူး ဟာသူတို့စိတ်ကဖက်ဟာသူတို့စိတ်ကဖက် နမေကြီးရဲ့အဲ့အိုင်က အီတလီလား ဘာလို့တော့တက်ကြော်စားတာအဲ့နိုင်ငံနမေကြီးကအဲ့တက်ကြော်နိုင်ငံ အိုင်ဗီကောဆိုတော့အဲ့ကျော်စားလာဆိုတော့ကိုရီးယားတူနီရှာတူနီရှာ တီလေတူနီရှာ အိုင်ဗီကော အိုင် အင်ဒိုနီးရှား yeah